အတောင်ပါတာယူမလားအတောင်မပါတာယူလားကြိုက်တာရွေးလို့ရတယ်ဗျာ ဟာဘာလဲလာပြနေရလဲရှင်တော့တာနဲ့ရှုပ်ကုန်ပြီအဲ့တောင်လူလေးသူ့သာတက်ပေးလိုက်တော့ ကုန်းလာလေကျောင်းမှာရေးသားရအများကြီးထားတာဆိုတော့ဘာလို့ပြိမိမမလို့ရလဲ ယောက်ျားလေးချင်းချင်းအဲ့လောက်တဲတန်ဖြစ်နေရဆိုတော့ရှင်းတော့ရိုးရိုးရလား ဟာရိုးပါလေဗျာ ဟိုဝနာဘာလဲကွာ အင်တာဗျူးဆိုတာကိုအလုပ်ဝင်ခွင့်စာမေးပွဲလို့ကျမအတိတ်ပဲဖွင့်ရင်အောင် ကျွန်တော်လည်းအခုမှတွေ့ပြီးတဲ့သူတယောက်ကကျွန်တော်ចောင်းသားတယောက်လို့စာမွေးစစ်မဲ့ဟာကိုကျွန်တော်လက်မခံနိုင်ဘူး ဟောဒီရင်ဘတ်ကြီးကိုမြေအောင်ကြည့်လိုက်ဆမ်းပါကွာ မြင်တယ်လေမြင်တယ်လို့ဝတ်တုတ်ပြဲကွဲနေခန္ဓာကိုယ်ယူမြင်တာပေါ့ ရှားလိုက်ရသေးလားကြပြားဆရာမရှိရမှာ တားလေးကကြပြဆရာမမဖြစ်ချင်စုံတော့မလေးတရားဟုတ်ပဲဖြစ်စင် ဖြစ်ပြီးရင်ပြတ်တတ်တဲ့လောကကြီးတဲ့ ကြိုးကြောင်တရားတွေကိုဆက်ဆက်တွေ့ ဟောမဟုတ်လားမ ဘူးဘူးလာတော့